ကျမဒီဗီဒီယိုလေးမှာကျမတို့တွေဒီ business လုပ်နေတဲ့လုပ်ငန်းရှင်တွေမှာရှိတဲ့ဒီ personalities ပေါ့နော်ဒီပင်ကိုယ်စရိုက်၃မျိုးကိုကျမဒီမှာမျှဝေပေးချင်ပါတယ်ဆိုတော့အဲ့တော့ကျမတို့ဒီ Michael E. Gaba ကပြောခဲ့လဲဆိုတော့ကျမတို့တွေဒီစီးပွားရေးလုပ်ငန်းကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လုပ်ငန်းရှင်တွေမှာတဲ့เนาะဒီ personality ၃မျိုးရှိရဲ့အဲ့တော့ personality ၃မျိုးကဘာတွေလဲဆိုတော့နံပါတ်1ကတော့ the entrepreneur တော့စွန့်ဦးတီထွင်လုပ်ငန်းရှင်ရဲ့personality ပင်ကိုယ်စရိုက်ရှိတယ်နံပါတ်2ကတော့the manager ပါအဲ့တော့ manager တယောက်ရဲ့ personality လည်းရှိတယ်ပေါ့နော်နောက်နံပါတ်3ကတော့ကျမတို့တွေ the technician လို့ပြောတယ်အဲ့တော့ဒီ technician တယောက်ရဲ့ personality လည်းရှိပါတယ်တဲ့ဒါဆိုလို့ရှိရင်ကျမတို့တွေဆက်ပြီးတော့လေ့လာကြည့်ကြအောင်ကျမတို့တွေဒီကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လုပ်ငန်းရှင်တွေမှာentrepreneur personality ကဘယ်လောက် percent ရှိလဲဆိုလို့ရှိရင်10% ပဲရှိရဲလို့ပြောတယ်เนาะအဲ့တော့ဒီ entrepreneur ဆိုတာကဘာလဲဆိုလို့ရှိရင်သူကအမြဲတမ်းဒီ future oriented ဖြစ်တယ်ပြီးရင် visionary ဖြစ်တယ်ပေါ့เนาะပြီးရင်သူကဘာဖြစ်လဲဆိုအမြဲတမ်းဒီအနာဂတ်ကိုစဉ်းစားတယ်သူက changes တွေကိုဒီအပြောင်းလဲတွေကိုမကြောက်ဘူးဒီအခွင့်အလမ်းတွေဒီ new opportunities တွေကိုသူကအမြဲတမ်းရှာဖွေတယ်အမြဲတမ်းဒီဟာတွေကိုသူစုပ်ကိုင်ထားတယ်ပေါ့เนาะအဲ့တော့ new opportunities တွေကိုလိုချင်တယ်ပြောင်းလဲဖို့လိုအပ်လာပြီဆိုလို့ရှိရင်လည်းပြောင်းလဲဖို့အတွက်ဝင်မလေးပေါ့နော်အဲ့တော့ဒီ entrepreneur တွေကကြတော့ဘာဖြစ်လဲဆိုရင်သူကဒီဈေးကွက်ထဲမှာဘာတွေပြောင်းလဲနေလဲအဲ့တော့ new market ကိုဝင်ရမယ်ဆိုလို့ရှိရင်လည်းသူအဲ့ဒါကိုမကြောက်ဘူးပြီးလို့ရှိရင် customer ဒီ consumer တွေကဒီ behavior တွေလူစားသုံးသူတွေရဲ့ behavior တွေကရောဘာတွေပြောင်းလဲနေလဲနည်းပညာတွေရောဘာတွေပြောင်းလဲနေလဲအဲ့တော့သူ့ရဲ့ competitors တွေကရောဘာတွေလုပ်နေလဲအဲ့တော့သူဘာတွေလိုက်ပြီးတော့ changes တွေလုပ်ရမယ်ဒါကိုပဲအမြဲတမ်းသူကစဉ်းစားနေတယ်တဲ့ဒါကတော့ entrepreneur ဖြစ်ပါတယ်အဲ့တော့ entrepreneur ရဲ့personality ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်10% ထိရှိတယ်လို့ပြောပါတယ်အဲ့တော့နောက်နံပါတ်2ကတော့ဗာလဲဆိုလို့ရှိရင်ဒီကျမတို့ရဲ့ဒီ business လုပ်နေတဲ့လုပ်ငန်းရှင်တွေမှာthe manager လို့ပြောတယ်အဲ့တော့ manager တယောက်ရဲ့ personality က20% ထိရှိတယ်လို့ပြောတယ်အဲ့တော့ manager ရဲ့ personality ကဘာတွေလဲအဲ့တော့ manager တယောက်ကတဲ့သူကဒီเนาะဒီ pass မှာနေတယ်လို့ပြောတယ်เนาะသူက pass မှာနေတယ်အမြဲတမ်းအတိတ်မှာနေတယ်အရင်တော့ကလောက်ခဲ့တဲ့เนาะဒီ system တွေအတိုင်းအရင်တော့ကလောက်ထားတဲ့ဒီ SOP တွေအတိုင်းဒီပုံစံအတိုင်းဒီပုံစံခွက်ထဲမှာဒီလိုပုံစံကိုဒီနေရာရောက်ရင်ဒီလိုလုပ်ရမယ်ဆိုတဲ့ပုံစံအတိုင်းပဲသူကသွားခြင်းနဲ့ပြီးလို့ရှင်သူကစိတ်ရှုပ်ထွေးတွေသူမလုပ်ချင်ဘူးပြီးလို့ရှင်ဒီလိုမျိုး opportunities တွေကိုသူကဘာလို့မြင်လဲဆိုရင်အဲ့ဒါတွေကသူ့အတွက်တော့ problems လို့မြင်တယ်ပေါ့နော်သူကဒီ status quo ထဲမှာသူကနေခြင်းနဲ့အရင်ပုံနေမြဲကြားနေမြဲပဲသူchanges တွေအများကြီးမလုပ်ချင်ဘူးသူလုပ်ရမယ်ဆိုတော့သူ့ရဲ့ format ထဲမှာအတိုင်းဒီ format ထဲမှာအတိုင်းသူကဘာဖြစ်လဲဆိုတော့အချိန်မီပြအောင်လုပ်မယ်သူ့ရဲ့ဒီ SOP တွေအတိုင်းကိုက်ညီအောင်လုပ်မယ်သူ့ရဲ့ guideline တွေအတိုင်းပြီးမြောက်အောင်လုပ်မယ်သူ့ရဲ့ timeline တွေအတိုင်းပြီးမြောက်အောင်လုပ်မယ်ဒါကိုစိတ်ဝင်စားတယ်အဲ့ဒါကဘာလဲဆိုတော့ manager တယောက်ရဲ့ personality ဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုလို့ရှိရင် technician ရဲ့ personality အဲ့တော့အန်အော်ဘွဲကောင်းတာကတော့ဒီ business လုပ်နေတဲ့လူတွေမှာတဲ့ဒီ technician တယောက်ရဲ့ personality ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်70% တောင်ရှိရဲ့တဲ့အဲ့တော့ဒီ technician ကဘာလဲဆိုတော့သူက idea တွေကိုစိတ်ဝင်စားအောင်သူဘာတွေစိတ်ဝင်စားလဲဆိုတော့သူhow to do it เนาะဒါတခုအလုပ်တခုဘယ်လိုလုပ်ရမလဲဒါပဲသူစိတ်ဝင်စားတယ်ဒီလုပ်ကိုသူဘယ်လိုအောင်မြင်အောင်လုပ်မလဲဘယ်လိုပြီးမြောက်အောင်လုပ်မလဲဒါပဲစိတ်ဝင်စားတယ်ပြီးရင်သူတို့တွေက present မှာနေတဲ့သူတွေ future မှာမနေဘူး past မှာမနေဘူးသူကဘယ်မှာနေလဲဆို present မှာနေတဲ့သူတွေဖြစ်တယ်ပြီးရင်သူကသူဒီ technician တွေကဘာဖြစ်လဲဆိုတော့အလုပ်လုပ်နေရရင်သူကပျော့တယ်သူအလုပ်လုပ်နေရတယ်ဆိုလို့ရှိရင်သူ့အတွက်ကအဆင်ပြေတယ်အဲ့တော့အဲ့အချိန်ကဒီအခုလက်ရှိအချိန်ကသူ့အတွက်အကောင်းဆုံးပဲအဲ့ဒါက technician လို့ပြောတယ်အဲ့တော့ Michael E. Gaba ကဘာပြောခဲ့လဲဆိုကျွန်တော်တို့တွေဒီကိုပိုင်လုပ်ငန်းလုပ်နေတဲ့ business owners တွေမှာအဲ့ဒီ personalities ၃မျိုးကိုတွေ့ရတယ်တဲ့နံပါတ်1ကတော့ entrepreneur ဖြစ်ပြီးတော့ entrepreneur ရဲ့ personality ကတော့10% ပါပြီးလို့ရှိရင် manager ရဲ့ personality က20% ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီtechnician ရဲ့ personality က70% ထိရှိရဲတဲ့အဲ့တော့ကိုလည်းပြန်ပြီးတော့သုံးသပ်ကြည့်ရအောင်ကျမတို့မှာဒီဘယ်လို
personalities တွေကဘယ်ဟာကဒီ personality 3ခုမှာဘယ်ဟာကကိုယ့်အတွက်အများဆုံးဖြစ်နေတယ်လို့ထင်တယ်ပေါ့နော်ကျမလည်းဒါလေးကိုဖတ်ပြီးတော့ကိုပြန်ပြီးတော့သုံးသပ်ကြည့်ကျမဆိုရင်လည်းအဲ့ဒီလိုပဲကျမက training တွေလုပ်တယ် trainer တယောက်လည်းဖြစ်တယ်2015ကလေးကနေစပြီးတော့အခုဒီနေ့အထိကျမ training တွေတောက်လျှောက်လုပ်ခဲ့တယ်ဒီ2015မတိုင်ခင်တုန်းကလည်းကျမက teaching ဘိုင်းကိုကျမလုပ်ခဲ့တယ် educational fees တက်မှာနှစ်အကြာကြီးလုပ်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကျမရဲ့ဒီ teaching ကိုကျမအရင်ကို passionate ဖြစ်တယ် training ကို facilitation ကို passionate ဖြစ်တယ်အဲ့တော့အခုနောက်ပိုင်းဆိုကျမ coaching တွေကိုပါထပ်ပြီးတော့ passionate ဖြစ်တယ်အဲ့တော့ကျမကအထူးသဖြင့်ဘာလုပ်လဲဆိုတော့ကျမဒီတနန်းနေပေးနေရရင်ကျမပျော်တယ်တင်နန်းနေပေးနေရရင်ကျမတို့ဘလောက်ပဲပင်မန်းနေကျမဒီတင်နန်းနေလုံနေရဆိုရင်ကျမတို့ကဒါကအားစေးပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေအဲ့တော့ဒီဥမာကျမ coaching တွေလုပ်နေရတယ်ဆိုလို့ရှိရင်ကျမပျော်တယ်ပေါ့နော်အဲ့တော့ဒါဆိုလဲကျမမှာဒီ technician personality ကပို့ပြီးတော့များနေရပေါ့နော်အဲ့တော့ဒါဆိုရင်ကျမတို့က entrepreneur personality ပို့ပြီးတော့များလာတယ်ဆိုလို့ရှိရင်များအောင်လည်းလုပ်လို့ရပါပေါ့နော်အဲ့လိုများလာလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျမတို့တွေ business ကပို့ပြီးတော့ကြီးထွားလာမယ် grow ဖြစ်လာမယ်တဲ့အဲ့တော့ဒါဆိုရင်ကျမတို့ပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ကျမတို့တွေဒီ business လုပ်နေတဲ့လုပ်ငန်းရှင်တွေမှာဆိုလို့ရှိရင်ဒီ entrepreneur က 10% သူဒီ future မှာနေတယ် manager တွေကmanager personality ကတော့ past မှာနေတယ်ပြီးတော့ဒီ technician ကတော့ present မှာနေတယ်သူ့ရဲ့ mind က present မှာရှိနေတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ကိုလည်းပြန်ပြီးတော့စမ်းစစ်ကြည့်အောင်ပါအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျမကတော့ဖြိုးစာမောင်ဖြစ်ပါတယ်ကျမကတော့ဒီလုပ်ငန်းတွေကို system setup လုပ်ပေးနေတဲ့ business system setup လုပ်ပေးနေတဲ့ systemization coach တယောက်လည်းဖြစ်တယ်ပြီးလို့ရှိရင်ဒီစက်ရုံတွေအလုပ်ရုံတွေကို Kaizen နဲ့ Lean methodologies တွေကို setup လုပ်ပေးနေတဲ့ productivity improvement coach တယောက်လည်းဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်